ဂျွန်လတာလုံးအတွက်ကန်တရားဝီဒီ pick up file ပေါ့နော်အဲ့တော့ဒီမှာကိုကြက်ရန်ပုံလေးတစ်ပုံကိုရွေးချယ်ပြီးတော့ကြည့်လိုက်ပါတချို့သူတွေကဒါကုန်ပြီ file 1 file 2 file 3ဆိုပြီးတော့နာမည်တက်လိုက်မယ်တချို့သူတွေကဒီ file 2ရော file 3ရောကိုရွေးချယ်နေတဲ့သူတွေပါလိမ့်မယ်အဲ့တော့နှစ်ခုလုံးကိုရွေးလို့ရတယ်ဘာလို့လဲဆိုတော့ဒီနှစ်ခုလုံးနဲ့မှာကိုအတွက်ပေးသိချင်တဲ့စကားတွေပြောချင်တဲ့စကားတွေပါနေအောင်လို့ပေါ့နော်အဲ့တော့ဒီမှာကဂျွန်လတစ်လလုံးမှာ general အားဖြင့်ကန်တမီမှာဘာတွေရှိမလဲဆိုတာတွေကိုမီဒီမှာကြည့်ပေးမယ်အဲ့မေတို့ဒီမှာပထမဆုံးကတ်ကိုရွေးတဲ့သူလေးတွေဒီမှာဘာကတ်လေးထွက်လာမလဲဆိုတော့မေကိုယ်တိုင်လည်းမကြည့်ရသေးဘူးပေါ့ကတ်ကိုမှီပြီးဒီတိုင်းချထားတာအဲ့တော့ပထမဆုံးအနေနဲ့မေတို့ဒီဖိုင်1ကိုရွေးတဲ့သူလေးတွေအဲ့တော့ဖိုင်1ကိုရွေးတဲ့သူလေးတွေအနေနဲ့ကို့အနေနဲ့ဒီရတယ်မှာပေါ့နော်ကိုရဲ့စိတ်ခံစားချက်နဲ့ဖြစ်ဖြစ်အဓိကတော့ကိုလုံနေတဲ့လုပ်ကိုင်းတွေလုပ်ငန်းတွေအခြေရေးစီးပွားရေးလူမှုရေးပေါ့အကုန်လုံးနဲ့ပတ်သက်ပြီးတော့ကကို့မှာရှိတဲ့လောက်အရာတွေရှိထားတယ်ပိုင်ဆိုင်ထားတယ်ဒါပေမဲ့အဲ့ထက်ပိုပြီးတော့ကိုရဲ့စိတ်မှာကပိုပြီးတော့ပြည့်စုံခြင်းနဲ့ပိုပြီးတော့ပေါ်များခြင်းနဲ့ပိုပြီးတော့ဘယ်လိုပြောမလဲစီးပွားရေးမှာဆိုလို့ရှိရင်လည်းပိုပြီးလုပ်ငန်းကိုင်တွေပိုပြီးအဆင်ပြေခြင်းနဲ့ဟိုလုပ်ငန်းတွေကအခုထက်မကပိုပြီးတော့ဇာတ်တို့ပါလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုလက်ရှိမှာရောက်နေတဲ့နေရာကကိုအတွက်ပေါ့ကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်မြောက်ဖို့တဲ့နေရာကောင်းတစ်ခုဟုတ်မနေဘူးပြောရမယ်ဆိုရင်ကိုဖြစ်ချင်တဲ့အရာတွေတဲ့အခုလက်ရှိကိုလုပ်နေတဲ့အရာတွေက target လေးလွဲနေတယ်အဲ့တော့ဒီအရာတွေကိုကိုယ်တိုင်ပြန်ပြီးတော့ပြန်ရှာဖွေရမယ်တချို့တွေကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဟင်းနီးတက်လုပ်ချင်နေတဲ့သူတွေဒီလိုတွေအနေနဲ့ကလည်းအဲ့လိုမျိုးပဲကိုယ့်ရဲ့စိတ်မှာကငါဟင်းနီးတက်လုပ်ချင်တယ်ငါကူစားချင်တယ်ငါရဲ့စိတ်ခံစားချက်တွေကဒီပုံစံတော့မဟုတ်ဘူးငါတခုခုတော့လုပ်ရမယ်တခုခုတော့ငါလုပ်တဲ့နဲ့ဒါမျိုးတွေတွေးနေမှတကယ်ကိုဘာလုပ်နေတယ်လဲဆိုတော့ဘာလုပ်ရမလဲဆိုတော့ကိုမသိတာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကတချို့ကကြတော့ဘာလဲဆိုရင်ဒီ healing advice ကားလေးတွေကိုနားထောင်ရင်မှအပေါ်ရန်တပဲဖြစ်နေတယ်ကိုယ့်ရဲ့တကယ်ရင်းအတွင်းထဲကမှဝင်ရောက်ပြီးတော့နေရယူမနေဘူးအဲ့အတွက်ကြောင့်ပဲကိုခုလက်ရှိပိတ်လာမိနေအရာကနေပြီးဆက်ပြီးတော့မလွတ်မြောက်နိုင်သေးတာဒါမျိုးတွေကိုတွေ့ရတယ်အဲ့တော့ဒီနှစ်ထဲမှာကိုယ့်အနေနဲ့ကအရာအလုံးကိုအဆင်ပြေဖို့ဒီလထဲမှာပေါ့နော်အရာအလုံးကိုအဆင်ပြေဖို့ဖြစ်ချင်တယ်ဆိုလို့ရှိရင်နေရာပြောင်းတာတွေအတွေ့ပြောင်းတာတွေ mindset တွေပြောင်းတာတွေအမှုချင်းအဟောင်းတွေပြောင်းတာတွေဒါမျိုးတွေအဓိက new changes တွေလုပ်ဖို့လိုအပ်တယ်နောက်ထပ်မေတို့ဖိုင်2ကိုရွေးတဲ့သူတွေအတွက်ကဘာကက်လေးကြာလာမလဲဖိုင်တူးကိုရွေးတဲ့သူတွေအတွက်ကဒီနှစ်ထဲမှာကိုယ့်အနေနဲ့တယောက်တည်းနေစိတ်တွေများလိမ့်မယ်ပြောရမယ်ဆိုရင်ကိုတယောက်တည်းအေးချမ်းပေါ့နော်ပြောရမယ်နောက်တစ်ခုကဒီ social ဆိုလို့ရှိရင်ကွာအရင်ကြီးအရင်ကကိုကလူပေါင်းစုံနဲ့ပေါင်းနေဆိုရင်အခုချိန်မှာကိုယ့်ရဲ့ဒီ boundary ကိုပြန်ပြီးတော့ပြန်ကျင်းလာတာတွေကိုယ့်အတွက်စစ်မနေတဲ့သူတွေကိုယ်နားလည်ပြနိုင်တဲ့သူတွေကိုယ်နဲ့ပေါ့ energy ကိုက်တဲ့သူတွေ vibe တူတဲ့သူတွေလိုလူတွေကိုပဲကိုယ့်ရဲ့အနီးနားမှာထားတာပေါ့နော်ဒီပုံစံတွေကိုတွေ့ရတယ်အဓိကတော့ရိုးရိုးရှင်းရှင်းနဲ့ simple နဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့အေးချမ်းမှုဒါတွေကိုပို့ပြီးတော့ဦးစားပေးတာကိုတွေ့ရတယ်ဒီလထဲမှာနောက်တော့ဒီလထဲမှာကိုယ့်အနေနဲ့လုပ်ငန်းတစ်ခုခုမှရင်းနှီးမြှုပ်နှံဖို့စဉ်းစားထားတဲ့သူတွေပါရင်ဒီလထဲမှာစပြီးတော့ဒီလုပ်တွေကိုအကောင့်ထဲပေါ်ဖို့အကောင့်ဆုံးပဲပေါ့နော်စပြီးတော့ try ကြည့်ဖို့အကောင့်ဆုံးပဲနောက်တစ်ခုကကျတော့ဗာလဲဆိုရင်ကိုယ့်အနေနဲ့ပေါ့ကိုဆွဲမိတဲ့အတဆွဲတွေနောက်တစ်ခုကိုယ့်ရဲ့နေရာကို cleansing လုပ်တာပစ္စည်းအဟောင်းတွေကိုပေါ့နော်စွန့်ပစ်ပြီးတော့အသက်သောအရာတွေနဲ့အစားထိုးတာမျိုးတွေဒါမျိုးတွေပြုလုပ်တဲ့နေပြောရမယ်ဆိုရင် energy အဟောင်းတွေပေါ့ဒါမျိုးတွေကို cleansing လုပ်ပြီးတော့ကြတော့ကိုယ့်အတွက်လန်းဆန်းတက်ကြွရဲ့ energy အသစ်တွေကိုပြန်ပြီးတော့ဖိတ်ခေါ်တာမျိုးတွေပေါ့ဒါမျိုးတွေလုပ်ရမယ်နောက်တစ်ခါဒီလထဲမှာဆိုလို့ရှိရင်မီတို့ question ကိုအစိမ်းရောင်ဆောင်လို့ရှိရင်ကိုယ့်ရဲ့ဒီစိတ်ခံစားချက်ပေါ့ heart chakra ဘိုင်း healing ဘိုင်းအတွက်ကိုငွေကြီးအတွက်ကိုနောက်တစ်ခုကအဓိကတော့ကိုသွားခြင်းနဲ့အေးချမ်းအေးဒီတိတ်တိတ်ဆိတ်ဆိတ်နေရတဲ့ဘက်ကိုပေါ့နော်ပို့ပြီးတော့သူက energy ကိုပို့ပြီးတော့ကောင်းမွန်စေလိမ့်မယ်အဲ့တော့ဒီလထဲမှာဆောင်ဖို့အကောင်းဆုံးဆိုလို့ရှိရင်တော့ကြောက်စိမ်းပေါ့ကြောက်စိမ်းဆောင်လို့တင်တယ်အပြင်ရောက်ဝယ်စားလေးတွေပို့ပြီးတော့ဝတ်တင်တယ်နောက်ထပ်ကကျအနီရောင်သီးနှံလေးတွေကိုအမျိုးသမီးတွေဆိုလို့ရှိရင်ပေါ့ဒီ period time မှာစားပြတာမျိုးတွေလုပ်ပေးရမယ်မျိုးသမီးအတွက်ပေါ့နော်နောက်တစ်ခုကကိုယ့်အနေနဲ့က happy energy တွေကိုယ့်ရဲ့ဒီအတွင်းထဲကပေါ့နော်ဒီ energy တွေကိုမြင့်ကျင်တဲ့ happy vibe တွေကိုတိုးစီနေဆိုလို့ရှိရင်အဝါရောင်လိမ္မော်ရောင်ဒီဒါမျိုးအသုံးဆောင်တွေသုံးပေးတာမျိုးတွေအဝါရောင်လိမ္မော်ရောင်အသီးနှံလေးတွေစားပေးတာမျိုးတွေဒါမျိုးတွေလုပ်စီခြင်းတယ်ပြီးလို့ရှိရင်တချို့ကဒီလထဲမှာကိုယ့်ရဲ့ဒီ food style ကအစားအသောက်နေထိုင်စနစ်ကိုပြောင်းလဲဖို့အတွက်စဉ်းစားလာတဲ့သူတွေပါလိမ့်မယ်ဒီကျမကြီးနဲ့သဘောတရားနဲ့အညီပို့ပြီးတော့နေထိုင်စားတောက်လာဖို့အတွက်ပို့ပြီးတော့ကြောက်စိတ်ကူ idea ရတဲ့သူတွေပေါ့နော်ဒီလိုလူတွေလည်းပါလိမ့်မယ်အဲ့တော့ကောင်းပါတယ်ဒီသဘောတရားနဲ့အညီနေထိုင်တာအေးချမ်းမှုတွေကိုဒီရှာဖွေတာပေါ့နော်အဲ့တော့နောက်ဆုံးမေတို့ဖိုင်3ကတ်ကိုရွေးတဲ့သူတွေအနေနဲ့ကဘာကတ်လေးကြမလဲအဲ့တော့မေတို့ဖိုင်3ကတ်ကိုရွေးတဲ့သူတွေအနေနဲ့ကဒီလတွေမှာကိုယ့်ရဲ့ဒီ masculine energy ကပို့ပြီးတော့
အားကောင်းနေလိမ့်မယ်။မြို့သူရဲဖြစ်ပါစေအမျိုးသားရဲဖြစ်ပါစေပေါ့တကိုယ်ရဲ့ရက်တီဖို့မကြောက်တဲ့သူတွေဖြစ်လာလိမ့်မယ်။နောက်တစ်ခုကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုပြန်ပြီးတော့ကြတော့အချိန်ကိုပြန်မြင့်တင်လာတဲ့သူတွေပါလိမ့်မယ်။တချို့တွေနောက်တစ်ခုစံကေတာတွေဒီ hack group ဖြစ်လာလိမ့်မယ်ပေါ့။ကိုယ့်ရဲ့စံသားနဲ့ပတ်သက်ပြီးတော့ကြတော့ခြားသောလူတွေကသဘောကျနှစ်သက်တာချီကျူးတာတချို့တွေဆိုလို့ရှိရင်သပင်ရှည်လေးတွေထားဖြစ်တာတချို့တွေဆိုသပင် hack color တွေကိုချင်းဖြစ်တာဒါမျိုးတွေကိုဒီမှာတွေ့ရတယ်။နောက်တစ်ခုဒီလူတွေအနေနဲ့ကကြတော့လာပြီးညာတိုင်းမှာပေါ့လာရောင်ရဲ့အောင်မှာရေအေးလေးတစ်ခွက်ကိုဒီမုံဝါးတောက်ကိုပုံမှန်ဆိုမီတို့ကရေဘူးထဲမှာထည့်ပြီးတော့တင်ကြတယ်အခုတစ်ခါမှမီတို့မသိဘူးဒီမုံဝါးတောက်ရေဘူးလို့တာကတက်တက်ပေါ့နောက်ထပ်မီတို့ဖန်ခွက်လေးတစ်ခွက်တီးတက်နဲ့ဒီလာရဲ့ energy ကိုခံပြီးတော့ဒီရေကိုဖြစ်ချင်တဲ့ intention တွေကိုထည့်ပြီးတော့ကြတော့မီတို့တောက်သုံးပေးရမယ်အဲ့တော့ဒီမှာနောက်တစ်ခုတိုက်ဆိုင်တာမီတို့ဒီဝါဆိုလာပြီးမှဆိုလို့ရှိရင်ဝါဆိုသင်္ကန်းတွေကတ်ကြတယ်ဒါကတော့ကိုစိတ်ကြိုက်ပေါ့ကောင်းမှုကုသိုလ်တွေကိုလုံးလို့ရတယ်တချို့တွေဒီလာပြီးမှဒီလူဝဲလဲကိုစဉ်းစားထားတဲ့သူတွေပေါ့နော်ဒီလိုလူဒီတရားထုံးမှုစဉ်းစားထားတဲ့သူတွေဆိုလို့ရှိရင်လည်း recommend ပေးပါတယ်လို့ပေါ့အဓိကတော့ကိုယ့်ရဲ့စိတ်ခံစားရင်းနဲ့ပတ်သက်ပြီးတော့ကျတော့ဟိနိတဲ့အပြေအဝရရှိပါလိမ့်မယ်အေဂျင့်မှုတွေကိုအပြေအဝရရှိလာပါလိမ့်မယ်ပြီးလို့ချင်းတော့ကိုယ့်ရဲ့လုပ်ငန်းကိုင်ခဲ့မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ပေါ့ focus as ဒီကောင်းလာပြီးတော့ကျတော့ကိုဘာလုပ်ရမလဲဘာလုပ်သင့်လဲဆက်ပြီးတော့ဘယ်လိုတွေလုပ်ရမလဲဆိုတော့ကိုသိချာကို clear ဖြစ်နဲ့ကိုယ့်ရဲ့ဒီ path ကပေါ့နော်လမ်းကြောင်းတွေကသိချာကို clear ဖြစ်နဲ့ဆက်ပြီးတော့စီမျောတော့ပါလိမ့်မယ်အဲ့တော့ဒီဖိုင်သွေးကိုရွေတဲ့အသူတွေအနေနဲ့တစ်ချက်သတိပေးခြင်းနာကကြတော့ဒီနေ့ထင်မှာနည်းနည်းလေးကိုဘေးပုံဝင်ခြင်းကလူတွေကိုတွေးထားဖို့လိုအပ်တယ်ကိုကဘလောက်ပဲ low-key ပဲနေနေဘလောက်ပဲကိုကဒီ introvert ဆန်ဆန်ဘလောက်ပဲ private life နဲ့နေပေါ့နော်တွေးထားပြီးတော့နေထိုင်ရမယ်မလို့သူတွေကိုပုတ်ခတ်ပြောခြင်းတဲ့သူတွေကိုဘာမှမလုပ်ဖ ೇನೆ ကကိုရဲ့အရှက်သိခါတာတွေကိုချနေခြင်းတဲ့သူတွေလိုမျိုးတွေပေါ်တတ်တယ်ဒါပေမဲ့ဒီကအရန်ကြီးတချို့တွေပြည်လီမှာတော့နည်းနည်းဒီပြဿနာပုံစံလေးရှင်းရမျိုးတွေတွေ့ရတချို့တော်တော်များများကတော့ဒါကရန်ကြီးကိုကွာဘယ်လိုပြောမလဲကို့မှာဒါမျိုးကြုံရမယ်ဆိုရမယ်ကအရန်အကောင်းနေမှာဒီလူတွေကဒါမျိုးပုံစံဖြစ်ရမှာပုံမှန်ဆိုလို့ရှိရင်တော့ဒီအတင်းဖြင်းလောင်းနေတည်ရမလားဒီ basic လောင်းနေဒီမျိုးပုံစံနဲ့သူကပြောင်းလဲသွားမယ်အရာပြတ်သွားမယ်အရာအဲ့တော့အဓိကဘာတွေဘယ်လိုပဲဖြစ်ပါစေကိုကအရန်ကြီးစိတ်လှုပ်ရှားနေကြမလို့ဘူးဘာလို့ဆိုကိုယ့်ရဲ့အမှန်တရားကိုယ့်ရဲ့သိက္ခာတရားတွေကိုကိုယ်တိုင်ယုံကြည်ရပါယုံကြည်ရဖြစ်တဲ့အတွက်လူတိုင်းကိုနေရာလေးကိုလိုက်ပြီးတော့ရှင်းပြနေကြမလို့ကို့အဖြစ်ပြောမဲ့သူကတော့ကိုထိုင်ထားပြောမှာကပြောမှာပဲအဲ့လိုပဲကိုရှင်းမြောက်စားခြင်းတဲ့သူကလည်းကိုချစ်တဲ့သူကလည်းကိုပြုံးနေနဲ့ချစ်စရာကောင်းနေမှာပဲကိုကညူဆူပြီးတော့စိတ်ဆိုးပြီးတော့စကားကိုပြောလို့ဆိုလို့ရှိရင်လည်းချစ်စရာကောင်းနေမှာပဲပေါ့အဲ့လိုအဓိကကတော့သူတို့ရဲ့အမြင်ပေါ်မူတည်တယ်ကိုဘာလုပ်တယ်ဘာကိုလုပ်တဲ့အရာကြောင့်ဒီ result ကတက်ရောက်သွားတာမဟုတ်ဘူးသူတို့ရဲ့ကိုမမြင်တဲ့အမြင်ကြောင့်ဒီ result ကဒါမျိုးဖြစ်သွားတာပေါ့အဲ့တော့ဒီ process လေးကိုကမြင်အောင်ကြည့်တတ်ဖို့လိုတယ်ဒီလှည့်ကွက်လေးကိုတေချာမြင်အောင်ကြည့်တတ်ဖို့လိုတယ်အဲ့တော့မိမိအတွက်တည်တဲ့ဗီဒီကြည့်ရှင်တဲ့သူတွေတလားတာအတွက်ပေါ့နော်လားတာလုံးတည်တဲ့မိမိရဲ့လူမှုရေးစီးပွားရေးကျန်းမာရေးအဖက်အတွက်ကြည့်ရှင်တဲ့သူတွေကတော့တလားစာ3000ကျပ်နဲ့လာကြည့်လို့ရပါတယ်လက်ဆောင်3000ကျပ်မှာဆောင်ရဲရှောင်းနီဝဘိုက်ကတ်တွေအကုန်ပါပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီလအတွင်းပေါ့နော်အခြေရေးဆိုလဲအခြေရေးတည်တဲ့ပညာရေးဆိုလဲပညာရေးတည်တဲ့ဒါမျိုးကြည့်ရှင်တဲ့သူတွေကတော့1000နဲ့လာပြီးတော့ကြည့်လို့ရပါတယ် Viber Telegram 39ခွင့်88ခွင့်8350ပါ Facebook Page လူနာမည်ထားတော့ပေးပါTikTok ဆမ်မွန်လိုက်ထားတော့ပေးပါ Telegram Channel ဆမ်မွန်လိုက်ထားတော့ပေးပါ Viber Channel လည်းရှိပါတယ်အားလုံးကို Nutri ပြီးမှတော့လည်းဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်